同学们晚上好，阿罗明拉ညချမ်းလေးပါနော်ဒီနေ့老师တို့ကစန့်ကျင်ဘက်စကားလုံးအပိုင်း3ကိုကြည့်ရအောင်ပေါ့နော်နံပါတ်15ကကြတော့ပေပေါ့နော်ပေဘက်ကိုဆိုလို့ရှင်自乎ဩ左左ပေါ့နော်自乎ဩ左左ဆိုတာကပေဘက်ကိုပြောတာဖြစ်ပါတယ်左邊ပေါ့နော်အဲ့လို左左ဆိုတာကပေပြီးကြတော့နောက်ထပ်ညာဆိုလို့ရှင်ရီအိုရုပ်ပေါ့နော်ရုပ်ဆိုတာကညာဘက်ကိုပြောတာဖြစ်ပါတယ်ပေညာဆိုလို့ရှင်左右左右左右左ဆိုတာကပေရုပ်ဆိုတာကညာပေါ့နော်左ဆိုတာကပေရုပ်ဆိုတာကညာနံပါတ်16ကကြတော့ဖွင့်တီဆိုလို့ရှင်ခိုင်း可爱开开ဆိုတာကဖွင့်တီ可爱开开ဆိုတာကဖွင့်တီပိတ်တီဆိုလို့ရှင်关ပေါ့နော်ကဟူအန်关ဆိုတာကပိတ်တီခိုင်းဖွင့်တီ关ပိတ်တီခိုင်းဖွင့်တီ关ပိတ်တီအဲ့ဆိုလို့ရှင်နံပါတ်19ကကြတော့ဝင်တီဆိုလို့ရှင်ကျင့်ကြီးရင်ကျင့်ပေါ့နော်ကျင့်ဆိုတာကဝင်တီအဲ့ဆိုရင်ထွက်တီဆိုလို့ရှင်出吃呼出ဆိုတာကထွက်တီ吃呼出ဆိုတာကထွက်တီ吃呼出ဆိုတာကထွက်တီအဲ့ဆိုရင်နံပါတ်15左ပေဖက်左ဆိုပေ右ဆိုတာညာ右ဆိုတာကညာခိုင်းဖွင့်တီ关ပိတ်တီ关ပိတ်တီကျင့်ဝင်တီ出ထွက်တီထွက်တီနံပါတ်18ကကြတော့မွေးတီပေါ့နော်ဥမာမွေးဖွားတယ်တည်ဆုံးတယ်ပေါ့နော်မွေးတီဆိုရင်生是生ဆိုတာကမွေးတီ生是生ဆိုတာကမွေးတီပြီးကြတော့နောက်ထပ်တစ်ခုကတည်ဆုံးတီဆိုလို့ရှင်死一死ဆိုတာကတည်ဆုံးတီ死一死ဆိုတာကတည်ဆုံးတီ生မွေးဖွားတီ死တည်ဆုံးတီပေါ့နော်နံပါတ်19ကကြတော့强ပေါ့နော်ချီရီအောင်强ဆိုတာကတန်မာတီဆိုလို့ရှင်တန်မာတယ်ခိုင်မာတယ်ဆိုလို့ရှင်ချီရီအောင်强ပေါ့နော်ချီရီအောင်强တန်မာတီရော့ရူဟူအော်ရော့ဆိုတာကအားနေတီရော့ရူဟူအော်ရော့ဆိုတာကအားနေတီ强တန်မာတီရော့အားနေတီနံပါတ်20ကကြတော့ဝမ်းတာတီဆိုလို့ရှင်ခိုင်心ပေါ့နော်可爱开心开心ဝမ်းတာတီအဲ့ဆိုရင်相信ဆိုတာကဝမ်းနေတာပေါ့နော်相是昂相信ဝမ်းနေတီ相信ဝမ်းနေတီ生မွေးတီ死တေတီ长တန်မာတီရော့ဆိုတာကအားနေတီ开心ဝမ်းတာတီ相信ဝမ်းနေတီနံပါတ်21ကကြတော့စတင်တီဆိုလို့ရှင်开始ပေါ့နော်可爱开始一始开始စတင်တီ结束ပြီးဆုံးတီ基耶结束ပြီးဆုံးတီ开始စတင်တီ结束ပြီးဆုံးတီအဲ့ဆိုလို့ရှင်ဝယ်တီဆိုလို့ရှင်နံပါတ်22ပေါ့နော်ဝယ်တီမောအိုင်းမိုင်ဆိုတာကဝယ်တီရောင်းတီဆိုလို့ရှင်မောအိုင်းမိုင်ဆိုတာကရောင်းတီမောအိုင်းမိုင်ဝယ်တီမိုင်ပေါ့နော်ရောင်းဝယ်
မိုင်ဆိုတာကဝယ်သည်မိုက်ဆိုတာကရောင်းသည်မိုက်ဆိုတာကရောင်းသည်မောအိုင်မိုက်ဆိုတာကရောင်းသည်နံပါတ်23ကကြတော့နန်ပေါ့နော်နအန်နန်ဆိုတာကယောက်ျားလေးပါနွေနန်ဆိုတာကယောက်ျားလေးပါနွေဆိုတာကမိန်းကလေးပေါ့နော်နရွီနွေဆိုတာကမိန်းကလေးပေါ့နော်နန်နွေဆိုတာကမိန်းကလေးပါနရွီနွေဆိုတာကမိန်းကလေးပေါ့နော်အဲဆိုလို့ရှိရင်နံပါတ်21ကကြတော့开始စတင်သည်开始စတင်သည်နောက်တစ်ခုကကြတော့结束ပြီးဆုံးသည်结束ပြီးဆုံးသည်结束ပြီးဆုံးသည်22ကကြတော့မိုင်မောအိုင်းမိုင်ဝယ်သည်မိုင်ဝယ်သည်မိုက်ရောင်းသည်မိုက်ရောင်းသည်နန်ယောက်ျားလေးနန်ယောက်ျားလေးနွေမိန်းကလေးနွေမိန်းကလေးပေါ့နော်နံပါတ်24ကကြတော့容易လွယ်ကူသည်容易လွယ်ကူသည်ဆိုလို့ရှိရင်ခက်ခဲသည်ဆိုလို့ရှိရင်နန်ခက်ခဲသည်နန်ခက်ခဲသည်容易လွယ်ကူသည်နန်ခက်ခဲသည်ဆိုလို့ရှိရင်နံပါတ်25ကကြတော့မေ့သည်ပေါ့နော်ဝူအန်ဝမ်ပေါ့နော်ဝမ်ဆိုတာကမေ့သည်ဝူအန်ဝမ်ဆိုတာကမေ့သည်နံပါတ်ပြီးကြတော့မမိတယ်ဆိုလို့ရှိရင်记得မမိသည်记得မမိသည်ဝမ်ဆိုတာကမေ့သည်ဆိုလို့ရှိရင်နံပါတ်26ကကြတော့ for ဖူဆိုတာကချမ်းသာသည် for ဖူဆိုတာကချမ်းသာသည်ဆိုလို့ရှိရင်ဆင်းရဲသည်ဆိုလို့ရှိရင်ချီရီအုံခြုံဆိုတာကဆင်းရဲသည်ပေါ့နော်ခြုံချီရီအုံခြုံဆိုတာကဆင်းရဲသည်ဆိုရင်容易လွယ်ကူသည်容易လွယ်ကူသည်နန်ခက်ခဲသည်နန်ခက်ခဲသည်ဝမ်ပေါ့နော်ဝမ်ဆိုတာကမေ့သည်ဝမ်记得ဆိုတာကမမေ့သည်ဖူချမ်းသာသည်ခြုံဆိုတာကဆင်းရဲသည်ခြုံဆင်းရဲသည်ခြုံဆင်းရဲသည်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe and like and share လေးကိုနှိပ်ခဲ့ပေးပါဦးเนาะ谢谢大家再见